လောကလူသားတွေဘဝရဲ့လောကဓာတ်အနေနဲ့ကျုံတဲ့အခါမှာလောကရဲ့အတက်အကျအနေအမြင့်အကောင်းအဆိုးလောကဓာတ်အနေနဲ့ကျုံတဲ့အခါမှာမြတ်ဗုဒ္ဓကလောကဓမ္မသုံးမှာဘလို့ရင်ဆိုင်ရမယ်ဘလို့လက်ခံရမယ်ဘလို့ကျင့်သုံးရမယ်ဒါလေးတွေကိုလမ်းညွှန်ပေးရတယ်ပရိသတ်များတရားနာပရိသတ်တွေကိုလည်းပဲဗုဒ္ဓရဲ့ဓမ္မတွေကိုနာယူပြီးတော့လက်တွေ့ဘဝထဲမှာတရားလေးတွေတွဲနိုင်အောင်ဘဝထဲမှာဓမ္မလေးတွေနဲ့ဆင်ခြင်နိုင်အောင်ဘုန်းကြီးတို့ကနိုင်တဲ့လောက်လေးမျှဝေပေးချင်တာဖြစ်ပါတယ်နိဗ္ဗာန်ရောက်ရေးထက်ဣစ္ဆုပန်ဘဝနေထိုင်တဲ့ကာလမှာဘဝရဲ့လောကဓာတ်တွေကိုတရားလေးတွေနဲ့ဘယ်လို apply လုပ်ဘယ်လိုကျင့်သုံးပြီးတော့ဖြေကြမယ်နေကြမယ်ဆိုတဲ့ပုံစံလေးတွေကိုရစေခြင်းတဲ့အတွက်ကြောင့်ဒီကောင်းစဉ်လေးပေးပါတယ်ကြာတော့လေနေတတ်သွားမှာပါကောင်းစဉ်လေးကိုကတေချာတွေးကြည့်ရင်ဘလောက်ကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်ဘလောက်ဆိုးတဲ့လောကဓာတ်ပဲဖြစ်ဖြစ်အချိန်အတိုင်းတာတစ်ခုပါပဲအချိန်တန်တော့လည်းပဲအလုံးကပြီးသွားတာပဲအဲအချိန်လေးတစ်ခုတွင်းမှာကိုပဲကိုယ့်ရဲ့စိတ်ကလေးကိုမတုံမလှုပ်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေထိုင်နိုင်ဖို့ပါပဲမြတ်စွာဘုရားကလောကဓမ္မသုံးမှာစကားလုံးလေးမိန့်တော်မူထားတဲ့စကားလေးသိပြီးတော့အဓိပ္ပာယ်ပြေဝလောကဓမ္မလောကံအနုပရိဝတ္တန္တိလောကောလောကဓမ္မအနုပရိဝတ္တန္တိဒီစကားလေးလောကဓမ္မလောကရန်တရားတွေဟာတဲ့လောကံလောကကိုဝါလောကမှာရှိတဲ့လူတွေနောက်ကိုအနုပရိဝတ္တန္တိအမြဲမပြတ်လိုက်နေလေးရှိတယ်လောကောလောကတီလည်းပဲလောကရှိလူသားတွေကလည်းပဲလောကဓမ္မလောကရန်တရားတွေရဲ့နောက်ကိုအနုပရိဝတ္တန္တိအမြဲလိုက်